တိတ်ဆိတ်ငြိမ်သက်သောဒေသတစ်ခုတွင်ငှက်ခင်းများသည်ကြဲများကဲ့သို့တောက်ပြောင်လန့်နေသည်ထိုဒေသ၌ငှက်ကလေးအပြားတစ်ကောင်ညိုမိုင်းသောခွေးပွားပွားလေးကောင်နေထိုင်ကြသည်သူတို့သည်အခင်မင်ဆုံးမိတ်ဆွေများဖြစ်ကြသည်တကောင်ကဖြန်တန်းရတာကိုနှစ်သက်သည်တကောင်ကနောက်ကနေလိုက်ရတာကိုနှစ်သက်သည်သူတို့အတူရှိနေသောအခါတတိရှိသည်ကိုခံစားရသည်တညနေ၌မြက်ခင်းပင်သည်တောက်ပလာသည်လျှို့ဝှက်လမ်းကြောင်းတစ်ခုပေါ်လာပြီးတိမ်မွေ့စွာဖြင့်သူတို့ကိုရှေ့သို့ဖိတ်ခေါ်လိုက်သည်တိမ်မွေ့သောအလင်းများသည်လေထဲတွင်ကခုန်နေသည်ထိုအလင်းများမေးမိန်သွားသောအခါငှက်ကလေးနှင့်ခွေးလေးသည်မတူညီသောလမ်းကြောင်းပေါ်သို့ရောက်နေပြီသို့သောနှစ်ဦးစလုံးတွင်ကြောက်ရွံ့သည့်ခံစားချက်မရှိခဲ့ပေငှက်ကလေးလေးသည်နှွေးထွေးသောအလင်းများကိုလိုက်လျှောက်သည်အပင်မြင့်မြင့်ပန်းများအကြားဖြတ်သွားခဲ့သည်ဖက်ရှင်ကြသောပူဆုံကျူများကသူမ၏လမ်းကိုအလင်းပေးနေသည်ထိုသောအခါကျင်နာတနာတတ်သောအရာတစ်ခုအလားခံစားရသည်ခွေးလေးကဖြည်းဖြည်းနှင့်ဂယုတစိုက်ရှောင်လန်းခဲ့သည်ရှေ့မှာအရေးကြီးတစ်ခုပေါ်လာခဲ့သည်ထူးဆန်းနေသလိုပဲဒါပေမဲ့နူးညံ့သိမ်မွေ့ဖို့ခံစားချက်ကိုပဲရခဲ့သည်ထိုအရေးကအကျုံးစရာမဟုတ်ပါဒါဟာနှွေးထွေးသောတောအုပ်မိတ်ဆွေတဦးဖြစ်ပြီးသူသည်နှွေးထွေးမှုနှင့်ဂယုစိုက်မှုကိုမျှဝေပေးခဲ့သည်လာစီမှအလင်းပြထွက်လာသည့်တိတ်ဆိတ်သောတောအုပ်ဆောင်တစ်ပါးပေါ်လာခဲ့သည်သူကလမ်းကြောင်းတိုင်းကိုစောင့်ကြည့်ပြီးတတိရှိသောနှလုံးသားတိုင်းကိုကာကွယ်ပြီးခဲ့သည်တောက်ပနေသောလမ်းကြောင်းများအတူတကွကွေးညွတ်လာခဲ့သည်ငှက်ကလေးကပြန်ဆင်းလာခဲ့ပြီးခွေးလေးကရှေ့သို့ပြေးလာခဲ့သည်ထို့နောက်ခဏလီအတွင်းမှာပင်သူတို့နှစ်ကောင်ပြန်လဲစုံစည်းမိကြသည်လက်တွဲလျက်အတောင်ပံနှင့်ခြေထောက်တွဲလျက်သူတို့သည်အလင်းရောင်ကိုလိုက်ပြီးအိမ်သို့ပြန်လာခဲ့ကြသည်ထို့နောက်သူတို့သင်ခန်းစာရခဲ့သည်